မင်္ဂလာရှိသောမြန်မာနှစ်ဆန်းတရက်နေ့မှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ကုသိုလ်ပြုဒလိလေးတွေကိုမျှဝေပေးချင်ပါတယ်ပထမဆုံးအနေနဲ့မိဘဘိုးဘွားတွေကိုခေါင်းစည်းမင်္ဂလာပြုပေးပြီးခြေသီးလက်သေးညက်ပေးကကန်တော့ကြတဲ့ဒလိလေးဟာနှစ်တည့်ရဲ့အမှုမြတ်ဆုံးကျေးဇူးဆက်ခြင်းပါပဲဒုတိယအချက်ကတော့တတဝဝေနေရတွေဘေးကင်းရာကိုရောက်ရှိဖို့ငါးလွတ်ချင်းနွားလွတ်ချင်းစတဲ့ဇီဝိဒါနကုသိုလ်တွေကိုအထူးပြုလုပ်ကြပါတယ်တတိယအချက်ကတော့ဒီနှစ်ပတ်လုံးဘေးဥပတ်တွေကင်းဝေးပြီးစိတ်နှလုံးအေးချမ်းစေဖို့အတွက်အနေရကင်းပြိတ္တရားတော်တွေကိုရက်ကွက်အလိုက်စုပေါင်းနိုင်ယူကြတာပါနောက်ဆုံးအနေနဲ့မြမရိုးရာမုံလုံးရေပေါ်နဲ့မုံလက်ဆောင်စတာတွေကိုစေတနာပြည့်နဲ့စတူဒီတာကျွေးမွေးလူရန်ပြီးနှစ်တစ်ကိုပျော်ပျော်ရွှင်ရွှင်ကြိုဆိုကြပါတယ်မြမပြည်သူပြည်သားအားလုံးနှစ်တစ်မှာကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာနှစ်တစ်မှာလူသားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ဒီဟောကညီကြီးတွေကိုဉာဏ်ရည်နဲ့စိတ်ကြောတန်းစင်ပြီးပျော်ရွှင်စရာကောင်းတဲ့နှစ်တစ်လေးကိုပန်းဆန်းနိုင်ကြပါစေကြောင်းကျွန်တော်ဆန်းလေးဦးအိမ်ရဆိုပြီးဟောမှာလူတည်သမှုချင်းဆုမကောင်းတောင်းရပါတယ်ခင်